အတမန်ဖြစ်လာအောင်လုပ်ဖို့ကတာမန်ပဲမလို့နောက်တစ်ခါတွေ့ရင်တော့ပို့ပြီးတော့တာမာတာမှဖြစ်မယ်နော်လို့ပြောလိုက်ပါတယ်ဒီလိုကြားလိုက်ရတော့ကိုဗီလေလူဗီဟာသူ့ရဲ့တကယ်ကိုကြီးမားရဲ့အိမ်မက်ကိုဘာလို့ရှုံးကြီးပေးနိုင်ရရလဲဆိုပြီးတော့မျက်ရည်တွေဝဲနေခဲ့ပါတယ်ကိုဗီကလူဗီနဲ့ဇိုးကိုထပ်တွေ့ခွင့်ရလို့ကျေးဇူးတင်ကြောင်းပြောပြီးတော့နောက်တစ်ခါဆိုရင်တော့အသေးချာပေါက်နယူးဝေါမှာပြန်တွေ့ကြအောင်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ကိုဗီယိုဝေလည်းတင်မောပေါ်ပြန်ရောက်တော့ Innis Lobby မိလောင်ပျက်စီးသွားခဲ့ရတာဟာဘတ်စတာကောချောင်းဖြစ်ပြီးတော့တရားမှတ်တမ်းမှုလက်ကင်ပြူထားတဲ့ရှေ့သက်ကဘာလို့ဒီလိုပဲလောက်ရလဲဆိုပြီးတော့ပြောနေခဲ့ပါတယ်ဟတ်တမန်ပိုကကိုဗီယာတို့ကြည့်အောင်လုပ်ပြီးတော့ပြောင်းလဲပေးလိုက်ရင်တော့ရှားရင်လည်းလို့ပြောနေတော့ပါပဲဂပ်ကဒီနေရာမှာချောင်းလာခုန်နေရဆိုပြီးတော့អော်ပါတော့ဒီလိုနဲ့ strong head တွေလည်းစန်ဂျီကင်ချိုရဲ့ဘာဘီကျူလေးစားနေကြပြီးတော့ဂျိုင်းယန်ကြီးတွေနဲ့ဖရန်ကီတို့အဖွဲ့ကဂိုင်လာကမ်ပဏီကလူပြီးတော့ရှောက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဆိုကန်ကင်းနဲ့တချင်းတင်ဆက်မှုစတင်လိုက်ပြီးတော့အားလုံးလည်းပြောပါစားတော့ကြပါတော့ရောဘင်လည်းအားလုံးပျော်ပါနေကြတာကိုကြည့်ရင်းနဲ့သူ့နောက်မှာအာအိုကီဂျီရောက်လာခဲ့ပါပြီ။အာအိုကီဂျီဟာဒီတိုင်းပဲငြိမ်ငြိမ်လေးနားထောင်မှုပြောလိုက်ပြီးတော့ရောဘင်ဟာ CP9 ဖွဲ့ရဲ့လက်ကနေပြေးနိုင်တာတော့မှဘာလို့မပြေးခဲ့ရလဲလို့မေးလိုက်ပါတယ်။ရောဘင်ကတော့သူကအရင်တုန်းကနဲ့မတူတော့ဘဲနဲ့သူမသေးချင်တဲ့တငယ်ချင်းတွေရှိနေလို့ပြန်ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်20တုန်းကအိုဟိုင်ယာကျွန်းလေးတွေတိုက်ပွဲဝင်ပြီးတော့တေဆုံးခဲ့ရတဲ့ဂျိုင်းယန်ကြီးဂျာဂရာဒီဆောနဲ့အာအိုကီဂျီနဲ့ကတငယ်ချင်းရင်းတွေလို့ပြောပြလိုက်တော့ရောဘင်လည်းအယမ်းလန့်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစောရဲ့စန္ဒကိုလေးစားလို့စောရဲ့ဆုံးဖြတ်ချက်ကိုလေးစားလို့ခလေးမလေးရောဘင်းကိုလှုပ်ပေးလိုက်တဲ့အာအိုကီဂျီဟာရောဘင်းရဲ့ဘဝကိုဘယ်လိုခရီးဆက်နေရဆိုတာကိုစောင့်ကြည့်နေဖို့လိုအပ်တယ်လို့ဆိုပါတယ်။အာအိုကီဂျီကဒီတစ်ခေါက်တော့အိုဟိုင်ယာကျွန်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုအပိသက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်မလို့ CP9 ဖွဲ့ရှုံးရမယ်လို့လုံးဝမထင်မိခဲ့ဘူး။နောက်ဆုံးတော့နားခိုလို့ရတဲ့အိမ်လေးလုံးကိုရောဘင်းတယောက်ရှာသွေးသွားပြီပဲလို့ရောဘင်းကိုပြောလိုက်ပါတယ်။ခလေးမလေးတယောက်ကိုအသက်နဲ့ရှင်းပြီးတော့ကယ်တင်ပေးခဲ့တဲ့စောရဲ့ဆုံးဖြတ်ချက်ဟာမှန်လားမှားလားဆိုတာအခုကနေအဲ့အဖြေကိုပြတ်သားပေးနိုင်မယ်မလားလို့အာအိုကီဂျီကပြောလိုက်တော့ရောဘင်လည်းအဲ့လိုလုပ်ဖို့ရည်ရွယ်ထားပါရဲ့လို့ပြန်ဖြေလိုက်ပါတယ်။အာအိုကီဂျီကအခုကစပြီးတော့ဂယူးသဆိုင်နေဖို့နဲ့အိုဟိုင်ယာကျွန်းကအခုထိမပြတ်စည်းသေးဘူးလို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရရဲ့ပြောမယ်နဲ့အာအိုကီဂျီကိုအမြန်လိုက်သွားပေမဲ့အာအိုကီဂျီကရှိမနေတော့ပါဘူး။ဒီလိုနဲ့ရီမောနေကြရဲ့ရောဘင်နဲ့ကိုကြည့်ပြီးတော့စောပြောခဲ့တဲ့ဒီလောကကြီးမှာမွေးဖွားပြီးတော့တယောက်တည်းအထီးကျန်